Jojanido and where can I bamla? ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ည7:00နာရီမှာဆိုရင်တော့ဒီကမ္ဘာလုံးကစောင့်ကြည့်နေကြတဲ့ပရီးမီးယားလိဂ်ရဲ့အကြီးမားဆုံးထိပ်တိုက်တွေ့ဆုံမှုလီဗာပူးနဲ့မန်စီးတီးတို့အန်ဖီကွန်းမှာရင်ဆိုင်ကြရတော့မှာဖြစ်ပါတယ်နော်ဒီပွဲဆိုရင်တော့ဒုတိယချန်ပီယံဆုအတွက်အဆုံးဖြတ်ပေးနိုင်တဲ့ပွဲဖြစ်တယ်လို့နီးပြ2ဦးရဲ့အားပြိုင်မှုကလည်းအမြင့်ဆုံးမှာရှိနေပါတယ်လက်ရှိဖောင်ရဆိုရင်တော့နှစ်သင်းစလုံးကအမှားမခံနိုင်တဲ့အနေအထားမျိုးမို့သွေးပူစမ်းနေမှာမဟုတ်ပဲအဓိကဂိုးတွေရဖို့အတွက်အာရုံစိုက်ကြမယ်ပွဲပါပဲအာဆင်နယ်ကိုလိုက်မိဖို့9မှတ်လိုအပ်နေသေးတာကြောင့်မန်စီးတီးတို့တိုက်ရမယ်ပွဲလည်းဖြစ်နေပါတယ်လီဗာပူးကလည်း top ဝင်ဖို့အတွက်ရုန်းကန်နေရတဲ့ဖြစ်တဲ့အသင်းမလို့မြန်မြန်ဆိုင်ဆိုင်ဖြစ်စေမဲ့ပွဲဆိုလည်းမမှားပါဘူးရှင်ကိုကိုမှာကစားရတာဖြစ်လို့လဲပရိသတ်တွေရဲ့အားပေးမှုကကစားသမားတွေကိုတိုက်စစ်ဖွင့်ကစားကြမဲ့ပွဲကြီးပွဲကောင်းဖြစ်လာစေမှာပါအင်ရှင်လီဗာပူးအတွက်ကတော့အန်ဖီအပိုစွန့်ရင်နေပေးပါလိမ့်မယ်မိုဟာမက်ဆာလာရဲ့ဂိုးသွင်းချေနဲ့တိုက်စစ်ပိုင်းကလျင်မြန်တဲ့ကူးပြောင်းမှုတွေကတော့မန်စီးတီးရဲ့ခံစစ်ကိုဒုက္ခပေးပါလိမ့်မယ်ကိုနဲ့အာသာချက်တွေနဲ့အတူလူဖြတ်ကစားပုံတွေရဲ့တံမြန်တိုက်စစ်ကလီဗာပူးနဲ့အသက်သွေးကြောပါပဲမန်စီးတီးစီကအပေါ်လုံးယူပြီးတာနဲ့စက္ကန့်ပိုင်းအတွင်းဂိုးအေရီယာတွေရအောင်သွင်းနိုင်တာကသူတို့ရဲ့လက်နက်ဖြစ်ပါတယ်ဧည့်သည်မန်စီးတီးကတော့ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ပွဲကိုထိန်းချုပ်ဖို့ကြိုးစားကြမှာပါပက်ဂွာရီယိုလာရဲ့အသင်းကဘလောက်ပဲဖိအားရှိရှိသူတို့ရဲ့ကစားဟန်ကိုမပြတ်စေပဲစေအေးထားကစားတတ်တာကတော့ကြောက်စရာပါပဲဟာလန်ရဲ့အဆုံးသက်သေးချမှုနဲ့ဂျီဘရိုင်းရဲ့ဖန်တီမှုတွေကလီဗာပူးခံစစ်အတွက်တကယ်အိမ်မက်ဆိုတစ်ခုလိုပါပဲပွဲကိုအချိန်မရွေးထိန်းချုပ်နိုင်စွမ်းရှိတာနဲ့လူစားလဲစီးရင်ကကစားသမားတွေရဲ့အည်သွေးတွေဟာကွာခြားမှုမရှိတာကစီးတီးရဲ့အသာချက်ဖြစ်ပါတယ်ဒီပွဲကတော့အမှားဘသူနဲ့မလဲဆိုတဲ့ပုံမှန်မူတည်နေပါတယ်ကျမတို့အမြင်ပြောရမယ်ဆိုရင်တော့လီဗာပူးကအင်ကွန်းမှာအားတန်ပေမဲ့မန်စီးတီးရဲ့တည်ငြိမ်မှုကလည်းလျှော့တွက်လို့တော့မရပါဘူးကျမတို့ခံမှန်းချက်ကတော့နှစ်သင်းစလုံးကိုသွင်းပြီးတော့2ဂိုးစီသေးဒါမှမဟုတ်2ဂိုးတဂိုးနဲ့လီဗာပူးကကတ်နိုင်သွားမယ်လို့ခံမှန်းကြပါတယ်ပရိသတ်တို့ရောဘယ်တင်နိုင်မယ်လို့ထင်ပါလဲကွန်မန့်မှာရေးသွားပေးပါအောင်နော်အခုလိုဗီဒီယိုလေးတွေနဲ့ဂိုးရလက်ခံမှန်းချက်လေးတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကိုလည်းစောင့်ကြည့်ဖို့အတွက် like and subscribe လေးလုပ်ထားပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်